တဦးတစ်လုံးထဲကိုတံပရာသည့်အကွင်းတွေတစ်ထက်ချထားပါနှစ်အဲ့ဒီအပေါ်ကိုကြောက်တကြားခဲတစ်စလုံးစာဖြူထည့်လိုက်ပါသုံးပြီးရင်နောက်တစ်ထပ်တံပရာသည့်အကွင်းတွေထပ်ထည့်ပါလေးအဲ့ဒီအပေါ်မှာကြောက်တကြားခဲနောက်တစ်စလုံးထပ်ဖြူထည့်ပါငါအပေါ်ဆုံးကနေလက်ဖက်6ကိုအုပ်တလူဖြူပေးပါ6ဖိုးအုပ်ပြီးမီးနေတော်လေးနဲ့မိနစ်30ခန့်တီထားပါအရန်အာမပြင်းရဘူးတော့တဖြည်းဖြည်းချင်းအကြီးပြောလာအောင်လုပ်ပါ9ချက်ပြုတ်ပြီးသွားရင်အဖုံးဖွင့်ပြီးသူ့ဘာသာသူအေးသွားအောင်ထားလိုက်ပါရှစ်အေးသွားတဲ့အခါစွန်းနဲ့တစုံခတ်ပြီးဒီလိုခုတ်လေးတွေထဲထည့်ပါကိုအားလုံးထည့်ပြီးရင်ရေခဲတတအေးကန်းထဲထားလိုက်နော်တစ်ဆဲတောက်ချင်တဲ့အချိန်တတုံးယူဖန်ခွက်ထဲထည့်အပေါ်ကရီတန့်လောင်းထည့်လိုက်ရုံပဲမွေပြီးရင်ချက်ချင်းတောက်လို့ရပြီတကယ်ကိုအရသာရှိပြီးလန်းဆန်းစီတဲ့နော်အိမ်မှာဧည့်သည်လာရင်လည်းချက်ချင်းဧည့်ခံလို့ရတယ်အပြင်မှာစီးကြီးပေးတော့ရတဲ့အဖြစ်အချိုရီတွေထက်ကျမကြီးနဲ့လည်းညီပြီးပတ်စံလည်းတက်တာတယ်ရှင့်